ဟာတဲပြီဗာလဲဟာ ရှင်းတယ်ပဲသွားမလို့လေ ဟာဆွမ်းမိုးတွေတအားသဲနေတော့အခုမိုးတိတ်သွားလို့ကယ်ရီတော့ဆွဲမလို့လေ ဩရှင်းကျမကိုရွဲတာပေါ့လေ ဟောရွေးတာတော့ ဘာလဲရှင်းကရွဲတာမဟုတ်လို့ရှိရင်ပတ်ဝန်းကျင်ကကျမကိုဒီကောင်လေးမူးတဲ့ရေထဲမှာမိန်းမကိုကြိုးကြိုးပန်းပန်းရှာကျွေးနေတယ်လို့ထင်နေခြင်းလို့လား ဟာမဟုတ်ပါဘူးမိမရဲ့ငါကယ်ရီဆွဲဖို့ထွက်မလို့လောက်တာပါ ဒီဆွေးမလို့ထွက်တယ်ဆိုလေအချိန်ုံလဲကြည်ုံလေဘယ်လောက်ရှိသေးလို့လဲအချိန်ကရှင်းရင်နေဆိုလို့ရှိရင်7 နာရီထိုးမှအိမ်ရထွက်တာလေအခုမှဘယ်လောက်ရှိသေးလို့လဲ9 နာရီ50ပဲရှိသေးတယ်ရှင်းအဲ့ဒါအခုအိမ်ရထွက်တော့မယ်ပေါ့ အော်မ9နိုင်50 8နိုင်နဲ့ဘာမှလည်းမကွာပါဘူးပြီးတော့လေငါစောစောထွက်သွားတဲ့ခါကျလဲပါစင်ဂျယ်လေးကလေစောစောစီရတော့ဟိုမိုးရတယ်ဆိုရင်လေငါစောစောစီပြန်လာလို့ရအောင်လို့အခုကယ်ရီထွက်ဆွဲမှုလောက်တာပါ ဩရှင်းကကျမကိုမိုးချုပ်တဲ့ထီတောင်မှပဲအလုပ်လေးကိုကြိုးစားပန်းစားစာမကြွေးကျင်တော့ဘူးပေါ့လေ အာဒုက္ခမဟုတ်ပါဘူးငါပြောတာစောစောစီစီသိန်းလာလို့ရရင်လဲသိန်းလာပဲမိုးချုပ်တီဆွဲရင်လဲဆွဲမယ်အဲ့ဒါကိုပြောတာဟာ ဟာလေရှင်းကမိုးချုပ်တဲ့ထီဆွဲပြီးတော့ဘယ်ကောင်မှနဲ့တွေ့ဖို့ဘယ်ကိုသွားကျင်လို့လဲဘယ်ဟိုလေကိုသွားကျင်နေတာလဲ ဒီမဲစောနာမှာပြောတယ်လေစောစောစီစီသိန်းလာတော့ရှင်ကကျမကိုရှာမကြွေးစင်တော့ဘူးလားလို့ပြောလို့ကွဟိုတကယ်မိုးချုပ်တီဆွဲဆိုလဲဆွဲမယ်လို့ငါအဲ့ဒါပြောတာလေ အဲ့တော့ရှင်းကရွက်နေတာလေအရင်ချိန်တွေတိုင်းရှင်းသွားနေကြချိန်သွားပြီးပြန်နေကြချိန်ပြန်ရှင်းကိုကြမ်းမှဘာမှပြောစရာမလိုရှင်းကနောက်ကြတာတွေရောစောတာတွေရောလုံနေတော့ရှင်းကဘယ်သူနဲ့ချိန်တွေ့ထားလို့လဲဘယ်ကောင်မှနဲ့တွေ့ချင် ဘယ်ကောင်မနဲ့မှလည်းမတွေ့ဘူးကယ်ရီဆွဲဖို့ဒီတစ်ခုပဲငါမှအုံနောက်တည်းရှိတယ်နင့်ကငါရှာကြွေးဖို့ပဲငါသိတယ် ရှာကျွေးဖို့ပဲတည်တယ်ဘာလဲကျမကရှင်းကိုအတင်းအသေးအတန်ဒီမဟာရရတွေခိုင်းစားနေလို့ရှင်းတွေးနေတာလားရှင်းကျမကိုရှာကျွေးဖို့တည်တယ်ရှာကျွေးဖို့တည်တယ်ဆိုလို့ကလုံးနေနဲ့ကျမကိုတိတ်ပြီးတော့ဂုံနေစာမနေနဲ့ဂုံနေဖော်မနေနဲ့တော့ကိုသိလား အော်ဒုက္ခပါနင်းနဲ့ငါနဲ့အိမ်အောင်ကြတာ3နှစ်ရှိပြီငါဘာဆိုတာနင်းသိရပါပါ အလေးဖ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 ေးအမလေးကြားကြရဲ့လားရက်ကတို့ရေကြားကြရဲ့လားအမလေး तू ကျမကိုရှာကျွေးတာ3နှစ်ရှိပြီတဲ့မှတ်ထားတာကြည့်စမ်းဗါလေရှင်းကျမကိုရှာမကျွေးနိုင်တော့ဘူးပေါ့လေဟုတ်လားအဲ့လိုလားအဲ့လိုတောင်ရှိနေပြီပေါ့လေရမ်းပင်ပန်းနေပြီပေါ့လေ အဲ့လိုပြောတာမဟုတ်ပါဘူးနင်းနဲ့ငါနဲ့အိမ်အောင်ကြတာ3နှစ်ရှိပြီငါနင်းပေါ်ဘလို့စိတ်ထားလဲဆိုတော့နင်းသိအောင်ငါပြောတာပါနင်းကပတ်ဝန်းကျင်ထဲမှာလှည့်ပြီးတော့တိုက်နေတယ်ဟဲ့ မဟုတ်တော့ပါဘူးကိုတော့လည်းရဲ့ရှင်းစိတ်ထဲမှာကျမကိုတော့ငါပင်ပင်မန်းမန်းနေရှာကျွေးနေရတာငါ3နှစ်တောင်ရှိနေပြီငါသေးတော့မှာပဲငါကွာချင်နေပြီကွဲချင်နေပြီဆိုပြီးရှင်းလို့တွေးနေရမှာရှင်းကျမနဲ့ဘယ်တော့နေကွဲချင်နေတာလဲကိုတော့လည်း ကြည့်ရတယ်အမူကငါတခါမှအဲ့ဒီလိုအတွေးမျိုးလဲမတွေးပါဘူးပဲနင်းကွဲကျင်တာတော့မှငါမကွဲဘူးဟာ ကွဲကျင်တာတော့မှပဲမကွဲဘူးဟုတ်လို့လားရှင်းပြစ်မှာဆိုလို့ကျမကိုဖုံးထားချင်တာမဟုတ်ဘူးလားဖုံးထားချင်တာမဟုတ်ဘူးလားရှင်းကွဲချင်နေတာပါရှင်းဘယ်သူနဲ့တွေ့နေတာလဲကျမကိုကွဲမလို့လားကျမကွဲမပေးနိုင်ဘူးနော်ကျမကွဲမပေးနိုင်ဘူးနော် ဟုတ်ပါပြီငါနင်းလည်းမကွဲနိုင်ပါဘူးကဲငါနားတွေညီးလို့ပါဟာ အခုတော့နားတွေညီးတယ်ဗောအရင်ကတော့ဖုန်းလေးဆက်ပြီး hello အမလေးချစ်လေးရဲ့အတန်လေးကချိုးနေတာပဲကိုလာထဲမှာဘာနဲ့မှမလဲနိုင်ဘူးအခုကျတော့ရှင်းကခါဝိုင်း မဟုတ်ခါတယ်လို့လေငါလည်းတခေါမှမပြော ခါတယ်လို့ပြောတာလည်းအတူတူပဲလေဘာမှမကွာလိုက်ဘူးရှင်းတော်တော်ခါတယ်လို့ပြောလိုက်တယ်လို့ပဲကျမရင်ထဲမှာတော်တော်ခါဝါတာကိုတော့လည်းရဲ့